ဒါလေးတွေကတော့ Dinstar IPP VA system နဲ့ GE analog phone လေးတွေကို testing လုပ်ထားခြင်းပဲဖြစ်ပါတယ်အခု local မှာပြတ်နေတဲ့ single phone analog phone လေးတွေကိုကျွန်တော်တို့ GE engineering မှာစတော့လို့တလောက်ရရှိနေပါပြီ GE analog phone လေးတွေပဲဖြစ်ပါတယ် GE analog phone လေးတွေရဲ့အားသာချက်ကတော့သူက two way conference ရတဲ့အပြင်အသုံးပြုရတာလည်းလွယ်ကူပါတယ်အတန်ပိုင်းမှာလည်းကြည်လင်ပြသမှုရှိတဲ့အပြင် hardware ပိုင်းမှာလည်းသူတို့ပစ္စည်းကိုမလျော့ထားပါဘူးပစ္စည်းကထင်ထားတာတက်ပို့ပြီးကောင်းမွန်ပါတယ်ကျွန်တော်ဒီထဲမှာစမ်းပြထားတဲ့ထဲမှာ ringtone အတန်လေးတွေလည်းပါပါမယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ keypad လေးတွေကလည်းအစမ်းကိုအဆင်ပြေပါတယ်ဘောလုံးသူ့ရဲ့ဘေးမှာတော့ဘောလုံး control လေးတွေလည်းပါဝင်မှာဖြစ်ပါတယ်ခင်ဗျာဒီ G analog phone လေးတွေကတော့ကျွန်တော်တို့G analog phone လေးတွေကိုကျွန်တော်တို့ G engineering မှာစတော့လို့တလောက်ရရှိပါပြီခင်ဗျာကျွန်တော်တို့ကိုယ်တိုင် testing လုပ်ပြီးမှသာရောင်းချပေးခြင်းဖြစ်ပါတယ်ပြီး customer လက်ထဲသို့ပစ္စည်းများကိုကိုယ်တိုင်စမ်းသပ်ပြီးမှသာရောင်းချပေးခြင်းဖြစ်တဲ့အတွက်ယုံကြည်စိတ်ချတာနဲ့ကျွန်တော်တို့ G engineering မှာလာရောက်ဝယ်ယူနိုင်ပါသည်မယောမိတ်တဲ့ customer များကိုမယောမိတ်တဲ့ customer များအားလုံးကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်